ထုနေမွေးသူအားလုံးမင်္ဂလာပါ2026ခုနှစ်ဟာကိုယ့်ရဲ့အောင်မြင်မှုရှင်သန်မှုနဲ့တိုးတက်မှုရဲ့အနှစ်သာရအပြည့်အဝကိုရရှိနေတဲ့နေ့တစ်ခုဖြစ်တယ်ကာလရှည်ကြာစ조사အထောက်ခဲ့တဲ့ကိစ္စတွေရဲ့ရပိုင်ခွင့်ကိုလက်ဝဲပြန်ရမယ်တပားသူနဲ့မတူတဲ့ရှုထောင့်နေရာနေတွေးခေါ်ပြီးလောက်ကင်နိုင်ခြင်းဘဝတက်လန်းကန်တက်လန်းအောင်မြင်မှုလမ်းကြောင်းတို့ကိုပုံဖော်နိုင်တဲ့အနေအထားကောင်းတဲ့တိုးတက်တဲ့အခြေအနေတွေကိုစနစ်တကျဖန်တီးရနိုင်တဲ့နေ့တစ်ခုဖြစ်တဲ့အတွက်ဒီနှစ်ဟာကိုယ့်ရဲ့ဘဝမျှော်လင့်ချက်နဲ့ဘဝအောင်မြင်မှုရဲ့အနှစ်သာရတွေကိုအခက်အခဲကြထိုးဖောက်ပြီးရယူနိုင်တယ်လို့သတ်မှတ်တယ် January လမှာအောင်မြင်မှုရဲ့အနှစ်သာရကောင်းမယ်လုံးသမျှအဆင်ပြေမယ် February လမှာအရာသတိထားပြီးလုပ်ရမယ်အထူးသဖြင့် February 17ရက်နေ့12ရက်နေ့13ရက်နေ့16ရက်နေ့18ရက်နေ့26ရက်နေ့တွေမှာအသွားလာနေတဲ့ queue site ပြဿနာတွေနဲ့အတိုက်ခံလေးတွေရှိလာလိမ့်မယ်။ March လမှာပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကကိုယ့်အတွက်ဘဝတိုးတက်မှုနဲ့အောင်မြင်မှုရဲ့အနှစ်သာရအပြည့်ပါပဲ။လိုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းနဲ့ကံမြတ်မားခြင်းကိုကြုံမဲ့အရာရာအောင်မြင်မှုရဲ့အနှစ်သာရကိုကြုံမဲ့ဆုံးဖြတ်ချက်မှန်သမျှဆင်ပြေမယ်။ March လ9ရက်ကနေ18ရက်အတွင်းမှာပေါ်လာတဲ့ခွင့်ရည်တွေကကိုယ့်ရဲ့ဘဝရဲ့အနှစ်သာရပဲ။ April လကတော့ထူးခြားတဲ့ကံကြမ္မာနဲ့ပြောင်းလဲနေရှိမယ်မူလစီစဉ်ထားခြင်းမရှိပဲလှုပ်လိုက်တဲ့လှုပ်တရားနဲ့ကောင်းသောအကျိုးဆက်ကိုရရှိလိမ့်မယ်။ April 10ရက်ကနေ28ရက်အတွင်းဟာကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်ကာလတွေဖြစ်ပြီးတော့အလိုရှိသလိုသုံးချနိုင်တယ်။မေလမှာတော့ငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းလိုရာပြည့်စုံခြင်းနဲ့ဘဝတိုးတက်မှုကိုရမယ်။မေလဒုတိယပတ်နဲ့စတုတ္ထပတ်တွေကတော့ပုံမူပြီးတော့အားကောင်းနေတဲ့နေထားရှိတယ်။ဂျွန်လမှာအရာသတိရှိရမယ်။အတိုက်ခံများမယ်ရံများမယ်တပားသူကြောင့်ကိုယ့်ရည်ရွယ်ချက်တွေမှာနှောင့်နှေးခြင်းရှိမယ်ငွေကြေးကိစ္စမှာအပေးယူတွေမှာအထူးသတိရှိရမယ်အထူးသဖြင့်ဂျွန်လ9ရက်နေ့နဲ့15ရက်နေ့ကြာဂျွန်လ28နဲ့30ဒီရက်ပိုင်းလေးတွေမှာအတိုက်ခံတွေရှိတတ်တယ်ဇူလိုင်လမှာတော့အရာဆင်ပြေခြင်းကံကောင်းခြင်းပျော်ရွှင်ခြင်းချမ်းမြေခြင်းလိုရာပြည့်စုံခြင်းတွေရှိမယ်အမျိုးသမီးမိတ်ဆွေကြီးကဲထံကကူညီရမယ်ပျော်ရွှင်သူတွေစမ်းပွင့်မယ်ကုသလှုပ်ရှားစီးပွားရှာလို့အကျိုးပေးတဲ့နေသားလေးတွေဒုတိယပတ်နောက်ပိုင်းထင်ရှားစွာပေါ်လာနိုင်မယ်။ဩဂတ်လမှာတော့ပြဿနာတွေတစ်မျိုးပြီးတစ်မျိုးကြုံတွေ့ရတတ်တယ်။တပားသူကြောင့်မိမိရွယ်ချက်တွေပြည့်ပြည့်တတ်တဲ့ခက်ခဲတဲ့ကိစ္စတွေကိုလည်းဖြေရှင်းရမယ်။ငွေကြေးကံကောင်းခြင်းကိုလည်းကြုံမယ်။ဩဂတ်လတတိယပတ်နောက်ပိုင်းမှာထူးခြားစွာကောင်းလာတဲ့နေသားတွေကိုကြုံမယ်။စက်တင်ဘာလမှာတော့သူတစ်ပါးနဲ့မတူတဲ့ရှုထောင့်ကနေတွေးတဲ့အတွေးခေါ်တဲ့လောက်ကင်မှုတွေကကိုယ့်အတွက်ကောင်းတယ်။စက်တင်ဘာလ1 3 5 6 10 19 21 23ရက်တည်းကိုယ့်ရဲ့ထူးခြားစွာကောင်းတဲ့ရက်တွေဖြစ်ရက်တည်လိမ့်မယ်။အောက်တိုဘာလမှာငွေကြေးကံကောင်းမယ်ရပိုင်ခွင့်တွေပြန်လည်ရရှိမယ်အခက်အခဲအလုံးကိုကျော်လွှားပြီးတိုးတက်တဲ့လမ်းကြောင်းကိုဖန်တီးဖော်ထုတ်နိုင်လိမ့်မယ်။အောက်တိုဘာလ9ရက်နေ့နဲ့15ရက်နေ့ကြားမှာဖြစ်ပေါ်လာတဲ့ပြဿနာတွေကိုချက်ချင်းရှင်းမှာ15ရက်နောက်ပိုင်းထူးခြားတဲ့အကျိုးဆက်တွေကိုစက်တိုက်ရရှိသွားမယ်။နိုဝင်ဘာလမှာလုံးစုံသောကံကောင်းခြင်းကြိုးပေးခြင်းနဲ့တိုးတက်ခြင်းတွေကိုဖန်တီးရယူလိမ့်မယ်။အခက်အခဲတွေကြုံမယ်ဒီကြုံတွေ့တဲ့အခက်အခဲတွေကကောင်းဖို့ဖြစ်လာတဲ့ခက်ခဲတွေကြီးပဲဖြစ်တယ်။ဒီအချိန်မှာကြုံလိုက်တဲ့လမ်းကြောင်းရဲ့အနှစ်သာရတွေကဒီအတိုက်ခံကိုကြော်ပြီးတာနဲ့ဘဝတစ်ခုလုံးရဲ့ပြောင်းလဲမှုဖြစ်စဉ်ကိုကြုံစေတဲ့အကြောင်းအရာတွေကိုရှိလိမ့်မယ်။အထူးသဖြင့်10ရက်နေ့18ရက်နေ့19ရက်နေ့ဒီ3ရက်ဟာကိုယ့်ရဲ့ထူးခြားတဲ့ကောင်းခြင်းတွေကိုဖန်တီးပေးလိမ့်မယ်။ဒီဇင်ဘာလမှာတော့အလုံးစုံကောင်းခြင်းအစဉ်ပြေခြင်းကံမြတ်မားခြင်းတွေရှိမယ်။ဒီဇင်ဘာလ9ရက်နေ့ကနေ19ရက်နေ့အတွင်းမှာပေါ်လာတဲ့ခွင့်ရည်တွေကိုလက်တွေ့သုံးချပြီးတော့ဘဝတစေချိုးတိုးတက်မှုခီးကံအလုတ်ကံကဘဝတန်လန်းနေအလုံးဖန်တီးနိုင်တဲ့နေသားကိုရရှိလိမ့်မယ်။တနစ်တာကာလအတွင်းတနစ်ကတွေနေမွေးစုရဲ့အကြံဉာဏ်ကိုရယူပါတွဲလို့တာတော့မလုပ်နဲ့အကြံယူပြီးလုပ်ထူးကြတယ်။တနစ်လာနေမွေးစုတွေကြတော့အယူဆမတူဒါပေမဲ့သူ့ကိုအလုတ်မှာတွဲလို့ရဲ့အစဉ်ပြေတတ်တယ်။အင်္ဂါနေ့မွေးစုတွေကိုအမျိုးမျိုးဒုက္ခပေးလိမ့်မယ်။ဂတိပြတ်တာတွေဒုက္ခပေးတာတွေကြုံလိမ့်မယ်။ဗုဒ္ဓနေ့မွေးစုတွေကလည်းသူ့ပြဿနာကိုလိုက်ရှင်းနေရတာနဲ့တနစ်တာအချိန်ကုန်လူပန်းဖြစ်တတ်တယ်မတွဲသင့်ဘူးကြာသာပတိနေမွေးသူကိုအကျိုးပေးလိမ့်မယ်ထူးထူးခြားခြားကောင်းမယ်အကြံဉာဏ်ကောင်းပေးမယ်ပူးတွဲလို့တာတွေမှာဆင်ပြေမယ်တောက်ချာနေမွေးသူတွေကကိုယ့်ဘောမှာနင့်နာခံမယ်နွန်တာခံမယ်အကျိုးပေးမယ်ကိုယ့်ဘောမှာသစ္စာရှိမယ်စနေနေ့မွေးသူတွေကလက်ကောင်းခြင်းကံကောင်းခြင်းကိုကိုယ့်ထံသယ်ဆောင်လာပေးလိမ့်မယ်ရာဟုမွေးသူတွေကတော့အလုတ်ရှုပ်ခြင်းအလုတ်များခြင်းကိုသယ်ဆောင်လာမယ်ဒါပေမဲ့သူတို့နဲ့တွဲလို့ကြော်ကြခြင်းကိုလည်းရနိုင်တယ်ထင်ရှားစွာရလာပါမယ်ကျေးဇူး